အနေနဲ့တော့ကျွန်တော်တို့တွေကဒီစိန်ခေါ်မှုတွေကိုရင်ဆိုင်ရမယ်ပေါ့နော်အဲ့တော့စိန်ခေါ်မှုတွေကိုရင်ဆိုင်ခြင်းကလည်းပဲကျွန်တော်တို့မှာကအတွေ့အကြုံတွေအများကြီးရစေတယ်ပြီးတဲ့အခါကျတော့ကျွန်တော်တို့လှုပ်ရှားကိစ္စတွေလုပ်ရမယ့်အရာတွေကိုလှုပ်ဆောင်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့လိုအပ်မဲ့အလေးအကျင့်တွေလိုအပ်မဲ့ဒီလေ့လာမှုတွေကိုလုပ်ဖြစ်သွားတယ်အဲ့တော့တကယ်အောင်မြင်မှုရဲ့တော့ချက်ဒီပါလဲဆိုတော့အခက်အခဲတွေဒီစိန်ခေါ်မှုတွေကြားတွေကနေပြီးတော့တိုးထွက်ပြီးရလာတဲ့ဟာတွေဒီအောင်မြင်မှုအစစ်ဖြစ်တယ်ပေါ့နော်အောင်မြင်မှုတွေခက်ခဲတွေကလည်းပဲကျွန်တော်တို့အတွင်းထဲမှာရှိရကျွန်တော်စိတ်ထဲမှာရှိရအရာတွေကိုတူးဖော်ပေးနိုင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ limit ပေါ့ကိုယ့်ရဲ့ဒီအကန့်အသတ်ကိုသူရှာဖွေပေးနိုင်တယ်ကိုကဘယ်လောက်ထိလုံနိုင်တယ်လောက်တော့မလုံနိုင်ဘူးဘယ်အနေထားထိရအောင်စူးစမ်းနိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်ကိုယ့်ရဲ့အကန့်အသတ်ကိုစမ်းသပ်လို့ရတယ်ပေါ့နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ဒီအားသာချက်တွေကိုကျွန်တော်ရှာဖွေလို့ရတယ်အဲ့တော့စိန်ခေါ်မှုတွေကိုကျွန်တော်တို့ယူလိုက်တဲ့အခါမှာစိန်ခေါ်မှုတွေကိုရင်ဆိုင်လိုက်တဲ့အခါမှာကိုယ်မှာရှိတဲ့အစွမ်းအစားတွေကိုမတည်သေးတဲ့အစွမ်းအစားတွေလည်းပေါ်တယ်ပေါ့နော်ဥပမာဆိုရင်ကျွန်တော်တို့ဂျပန်စကားပြောပြိုင်ပွဲမှာပါတဲ့ခေါင်းစဉ်လိုမျိုးပြောရမယ်ဆိုရင်ဘာလဲဆိုတော့အရေးကြုံတဲ့အခါမှာအရေးအချင်းကိုပေါ်တယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးဖြစ်စေတယ်ပုံပြင်တစ်ပုတ်ရှိတယ်ဘာလဲဆိုတော့ဒီတိတ်ငတ်တကောင်ကဒီကောင်းကင်ဘဝနဲ့ပြုတ်ကျလာပြီးတော့ပေါ့နော်ဒီကြက်ကလေးတွေနဲ့အတူတူနေပြစ်သွားတယ်အဲ့ဒီချိန်မှာဒီတိတ်ငတ်ဒီကြီးလာတာနဲ့မြတ်တက်ကြီးလာပြီးမဲ့လေသူမပြန်ဘူးပေါ့နော်အဲ့ခါမှာဘယင်ကြီးကဒါကိုကြည့်ပြီးတော့စိတ်မချမ်းသာဖြစ်တယ်အဲ့တော့မူမတ်တွေကိုခေါ်တယ်ငါဒီတိတ်ငတ်ကိုပြန်အောင်ဘယ်လိုလုပ်ရမလဲပေါ့နော်အဲ့လိုပြောတဲ့အခါမှာဒီမူမတ်တွေကဘာစဉ်းစားလဲဆိုတော့ဒီတိတ်ငတ်ကဒီတစ်ကိုင်းပေါ်မှာနားနေတဲ့အချိန်မှာဒီဘေးသူနားနေတဲ့တစ်ကိုင်းကိုခုတ်ချလိုက်ပေါ့နော်အဲ့လိုပြောတဲ့အခါကျတော့ဒီခုတ်ချလိုက်ဖို့စီစဉ်ကြတယ်ပေါ့အဲ့လိုစီစဉ်လိုက်တယ်အဲ့လိုခုတ်လိုက်တဲ့အခါမှာဘာဖြစ်လာလဲဆိုတော့တိတ်ငတ်ကအကူပြုတ်ကြတဲ့အခါမှာတောင်ပန်ခရင်နဲ့ပြန်ရင်နဲ့မဖြစ်သွားဆိုတော့ပြန်တက်သွားတယ်ပေါ့နော်အဲ့ဒီခါကျတော့ဒါပါလဲဆိုတော့အရေးကြုံတဲ့အခါမှာအရေးချင်းကိုပေါ်ရဆိုတဲ့စကားလုံးတစ်ခုရတာပေါ့ကျွန်တော်တို့ဥမာထားပါတော့အင်္ဂလိပ်စာပြန်ပွဲတွေမြန်မာစာပြန်ပွဲတွေဒီပြန်ဖို့အတွက်လေ့ကျင့်ကြတဲ့အခါမှာဘာရှိလဲဆိုတော့အပိသက်ရှိမှာကျွန်တော်တို့က9မိနစ်စာ9မိနစ်စာလောက်စကားပြောနိုင်ဖို့အရေးကိုပေါ့နော်တကယ်တမ်းကျွန်တော်တို့အပြင်မှာလေ့ကျင့်ရတာက9နာရီလည်းမဟုတ်ဘူး9ရက်လည်းမဟုတ်ဘူး9လလည်းမကဘူးပေါ့နော်အဲ့လိုမျိုးပုံစံနေနဲ့ကျွန်တော်တို့ကကျင့်ထားရတယ်အဲ့တော့ရှေ့ကိုထွက်ပြောဖို့9မိနစ်စာလောက်9မိနစ်စာလောက်ပြောဖို့ကိုကျွန်တော်တို့တွေကအနှစ်လဖတ်ထားတဲ့စာတွေလေ့ကျင့်ထားတဲ့ဒီအလေးအကျင့်တွေစကားပြောစွမ်းရည်တွေဘုသူတ္တတွေဒါတွေကိုပေါင်းပြီးတော့ဂျပန်စကားပြောမှထည့်ပြောရတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့နံပါတ်1ဒီ challenge ကိုဒီစိန်ခေါ်မှုကိုယူလိုက်ခြင်းအပြင်နံပါတ်1ဘာရလဲဆိုတော့တစ်ချက်ကိုရဲ့ဒီအတားချက်ကိုသိတယ်နေ့ချက်ကကြတော့တကယ်လို့ကိုကလိုအပ်နေသေးမယ်ဆိုရင်လည်းကိုယ့်ရဲ့လိုအပ်ချက်ကိုသိမယ်ဒါကြောင့်မလို့ကျွန်တော်တို့တွေကဘာလုပ်တင်လဲဆိုတော့စိန်ခေါ်မှုအသစ်တွေကိုယူတင်တယ်စိန်ခေါ်မှုအသစ်တွေနဲ့တွေ့တင်တယ်စိန်ခေါ်မှုအသစ်တွေကိုရအောင်လုပ်တင်တယ်အဲစိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်တင်တယ်ပေါ့နော်